အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြက်ဖက်မဲအွန်လိုင်းကနေပြည်တော်နဲ့တိုင်းနယ်ပြည်နယ်အားလုံးမှာတရုတ်တ िश ူးငှက်ပြောတွေစိုက်ပြို့ကြဖို့အပြင်နိုဇာနွားတွေမွေးမြူကြဖို့ကိုပါအမိန့်ပေးချက်ထုတ်လာပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အဓိကသူ့ရဲ့အကြောင်းပြချက်ကတော့ပြည်တွင်းမှာစားနပ်ရိက္ခာဖူလုံဖို့ဆိုပြီးတရုတ်တ िश ူးငှက်ပြောတွေကိုတိုင်းနယ်ပြည်နယ်ဌာနဆိုင်ရာတွေရဲ့ဥဆောင်မှုနဲ့နေရာအနှံ့စိုက်ပြို့ကြဖို့ပြောလာတယ်ဆိုပါတယ်ဒါရင်မကသေးပဲမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကပါတိုင်းနယ်ပြည်နယ်အားလုံးမှာနိုဇာနွားတွေကိုမွေးမြူကြဖို့နဲ့မွေးမြူရေးဇုံတွေလုပ်ပြီးဌာနဆိုင်ရာအစီအစဉ်တွေနဲ့နွားတွေမွေးမြူကြဖို့မဲအွန်လိုင်းကိုယ်တိုင်ညွှန်ကြားလာပြန်တာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကပြောပြထားပါတယ်။လက်ရှိနေပြည်တော်ကောင်စီတိုင်းဒေသကြီးဝန်ကြီးချုပ်တွေကိုလည်းမူလာတန်းနဲ့အလဲတန်းចောင်းသားတွေကိုနေ့စဉ်တ िश ူးငှက်ပြောသီးတစ်လုံးနဲ့နွားနို့တစ်ခွက်စီတိုက်ဖို့အတွက်ကျောင်းတွေမှာတ िश ူးငှက်ပြောတွေအလုံလောက်စိုက်ဖို့အပြင်မွေးကုဌာနကနိုဇာနွားတွေအလုံလောက်မွေးမြူပေးကြဖို့မဲအွန်လိုင်းကခက်တီတီနဲ့ညွှန်ကြားခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အဲဒီလိုသူညွှန်ကြားတဲ့တရုတ်တ िश ူးငှက်ပြောစိုက်ပြိုးဖို့နဲ့နိုဇာနွားတွေမွေးမြူဖို့မြေယာတွေလိုအပ်ရင်လည်းသက်ဆိုင်ရာကိုတင်ပြခိုင်းပြီးအကယ်လို့ပုဂ္ဂလိကမြေယာဖြစ်ရင်လည်းအဲ့ဒီမြေယာတွေကိုသိမ်းယူဖို့အထိမဲအွန်လိုင်းကဗျောင်ကြကြကိုညွှန်ကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အကြောင်းနေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီညွှန်ကြားချက်ဟာမဲအွန်လိုင်းတရားတရုတ်ခီးစဉ်ကနေပြန်လာပြီးတဲ့နောက်သူစိတ်ထင်ရာတွေညွှန်ကြားနေပြန်တာဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းမြန်မာနိုင်ငံအတွင်းလျှက်စစ်ရထားကြီးတွေပြေးဆွဲမယ်တို့ဘက်ထရီသင်္ဘောကြီးတွေစောက်လုပ်မယ်တို့ဆိုတာတွေတစ်ခုပြီးတစ်ခုပြောဆိုခဲ့တဲ့အကြမ်းဖက်မဲအွန်လိုင်းဟာဇွန်လ23ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာလည်းကြောင်မီးသွေးသုံးစက်ရုံတွေစောက်လုပ်ပြီးလျှက်စစ်ထုတ်မယ်ဆိုပြီးတော့ပြောခဲ့ပြန်တယ်လို့အခုတခါလဲနိုင်ငံအနှံ့တရုတ်တ िश ူးငှက်ပြောတွေစိုက်ပျိုးကြဖို့နဲ့နိုဇာနွားတွေမွေးမြူကြဖို့ကိုပါအမိန့်ညွှန်ကြားချက်ထုတ်လာပြန်တာပဲဖြစ်ပါတယ်ခင်ဗျာ